မင်္ဂလာပါဒေါက်တာဝိုင်ရဲ့ Web Space ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာကဒီလူတွေအားလုံးနဲ့တော်တော်များများတိုက်ဆိုင်မယ်လို့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့လူတွေအားလုံးက relationship တွေနဲ့မကင်းကြဘူးပေါ့နော်အဲ့တော့ချစ်သူရည်စားလင်မယားတငယ်ချင်းစသဖြင့် relationship တွေရှိကြတယ်အဲ့တော့ကျမစီကို counseling လာတဲ့ client တွေကိုလေ့လာကြည့်လိုက်တဲ့အခါမှာသူတို့မှာအာနာတဲ့စိတ်မပြတ်သားတဲ့စိတ်ဆွဲလန်းကြီးတဲ့စိတ်ကြောက်ရွံ့တဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်တွေအရင်ကြီးစိုးနေတာကိုတွေ့ရတယ်အဲ့တော့ emotion တွေပေါ့အဲ့တော့တစ်ဖက်သူကနာကျင်အောင်လုပ်တာထက်အဲ့ဒီ emotion တွေသူ့ရဲ့စိတ်တွေကသူ့ကိုနာကျင်အောင်လုပ်တာပို့ပြီးတော့များနေတယ်ပေါ့နော်များနေတတ်တယ်အဲ့တော့ relationship တွေမှာပြဿနာတွေကြုံတဲ့အခါမှာကျမတို့ဒီနံပါတ်1အချက်အနေနဲ့လုပ်ရမယ့်ဟာကခေါင်းအေးဖို့ခေါင်းအေးထားမယ်စိတ်ကိုတည်ငြိမ်အောင်ထားမယ်ဘေးကအဲ့ဒီအချိန်မှာပြောနေတဲ့စကားတွေရှိတယ်ပေါ့နော်ဘေးကနေပြီးတော့ဟာဟိုလိုလောက်ပါလားဒီလိုလောက်ပါလားပြောလို့ရှင်လုံးဝနားမထောင်ပါနဲ့နားမယောင်ပါနဲ့အဲ့တော့ကိုယ့်ရဲ့ဇလန်းကိုကိုယ်တိုင်ကနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်တယ်အဲ့တော့နံပါတ်2အနေနဲ့ဆိုလို့ရှိရင်တော့ရက်တန့်ရမလားဒါမှမဟုတ်လို့ရှိရင်ရှေ့ဆက်ရမလားပေါ့နော်ဟုတ်ပြီရှေ့ဆက်မယ်ဆိုလို့ရှိရင်ကျမတို့ကဘာဆက်ဖြစ်မလဲစိတ်ရောကိုယ်ပါအမြဲတမ်းပဲဘာဖြစ်နေလဲနာကျင်နေရမှာလားထိခိုက်နေရမှာလားဝင်တော့ဝင်ဖို့ဖြစ်နေမှာလားရက်တက်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဒါနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကဘာတွေလဲဆိုးကျိုးတွေကဘာတွေလဲဒါတွေကိုကျမတို့တွက်ချက်ရတော့မယ်တွက်ချက်ပြီးတဲ့အခါမှာပြက်သားသားဆုံးဖြတ်ဖို့အရေးကြီးပါတယ်အဲ့တော့အချို့ကပြောတယ်ဒီ relationship တွေမှာတခုဖြစ်လာပြီဆိုလို့ရှိရင်ဝစ်ကြွေးပေါ့ no မဟုတ်ပါဘူးလူတွေရရေစက်ရှိလို့စုံတယ်ဝစ်ကြွေးရှိလို့လည်းတွေ့ရတယ်အဲ့တော့ဒါပေမဲ့ကိုယ်တိုင်ရဲ့မပြတ်သားတဲ့စိတ်တွေအားနာတတ်တဲ့စိတ်တွေအဲ့ဒီစိတ်တွေကမှအဲ့ဒီဝစ်ကြွေးဆိုတဲ့အရာကြီးကိုကိုယ်တိုင်ဆွဲဆန့်တယ်လို့ဖြစ်တယ်အချိန်ချင်းချနှင်းခံရတယ်အချိန်ချင်းစော်ကားခံရတယ်အဲ့တော့ကျမအဲ့ client တွေကိုအများတန်းကျမပြောတယ်ဟုတ်ပြီ relationship နဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာတယ်ဘာလို့ရမှန်းနော်သိကျင်လို့ရှိရင်ဘေးတင်လည်းမမေးပါနဲ့ရရတွေလည်းမချေပါနဲ့ဘာလို့ရမှလဲဆိုတော့ကိုယ့်ရဲ့ကိုယ်တိုင်ဆုံးဖြတ်ချက်ပေါ့နော်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုပဲပြတ်သားလိုက်ဖို့ကြိုးစားပါအဲ့တော့လူတွေကပြောတာကအချိန်ကကုစားသွားမှာပါပေါ့ no အချိန်ကမကုစားပါဘူးကိုထားရှိတဲ့ဒီပြတ်သားတဲ့စိတ်ကပဲကိုကိုအကောင်းဆုံးကုစားသွားတာဖြစ်တယ်အဲ့တော့အားလုံးပဲစိတ်တန်ရာတွေကင်ဝေးပြီးတော့ကျန်းမာတဲ့ relationship တွေကိုပိုင်ဆိုင်နိုင်ကြပါစေဒီနေ့ပြောတဲ့ဗီဒီယိုလေးကကိုအတွက်အကျိုးတစုံတရာရှိစေခဲ့ရဆိုလို့ရှိရင် follow လုပ်ပြီးတော့ like and share လုပ်ခြင်းဖြင့်ကိုယ့်ရဲ့ community ကိုကူညီပေးနိုင်ပါတယ်ဒေါက်တာဝိုင်ရဲ့ Web Space ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ရှင်